လူတွေဟာတနာစရာကြီးမတင်ကောင်းနေစိတ်ကူးရင်ပြဿနာတွေနဲ့ဒုက္ခရောက်နေကြတယ်ကိုယ်စိတ်ကဖန်တီးထားတဲ့ပြဿနာကိုစိတ်ကဖန်တီးထားတာလို့အမှန်တိုင်းမသိတော့ပြအောင်ဘလို့မှလုပ်လို့မရနိုင်ဘူးသူ့စိတ်ထဲမှာတော့သူ့ပြဿနာတွေဟာပြဿနာအစ်တွေကြီးပဲလို့ထင်ပါပဲလူဘဝမှာတွေ့ကြုံနေရတဲ့ပြဿနာတော်တော်များများဟာစိတ်ကဖန်တီးထားတာပါစိတ်ကမရှိတာကိုအရှိဖြစ်အောင်လုပ်တတ်တယ်တကယ်ရှိတာမဟုတ်ဘူးပြောရရင်ယုံနိုင်စရာမရှိဘူးစိတ်ကူးရင်ပြဿနာတွေကိုစိတ်ကူးရင်ပြဿနာတွေပါလို့သိပြီးတော့သူတို့ကိုလက်လွတ်လိုက်လို့ရှိရင်ပြဿနာအစစ်တွေကိုဖြေရှင်းဖို့ရအချိန်ပိုပေးနိုင်တယ်ပြဿနာအစစ်ဆိုတာတကယ်ပြောရရင်10%တောင်ရှိချင်မှရှိမယ်စိတ်ကူးရင်ပြဿနာတွေက90%လောက်ရှိတယ်အဲ့ဒီစိတ်ကူးရင်ပြဿနာတွေကိုစိတ်ကူးရင်ပြဿနာတွေပဲလို့သိပြီးတော့လက်လွတ်လိုက်လို့ရှိရင်90%လောက်သက်သာသွားတယ်ဒါကြောင့်စိတ်ကိုတည်တည်ချာချာကြည့်ပြီးတော့တီးဖို့အားပေးတာတိုက်တွန်းတာပါနော်